ยาอุตสาเปลี่ยนไปเชียนอาพินวบิวบาจอสวากะงานเนี่ยงานมีตาสุลินพยาได้กินกูตาวบิวมีลูกเบียวเรกามาตุกะลูกชาปัสสันเนี่ยไปพยาได้กินกูมกูกวยบูว่ามาบิวบูอับราฮัมรู้กูกวยแค่เดว่าบิวแค่เดนี่บุษานเนี่ยพยาได้กินกูกวยผู้ยันตูရှင်သင်ဖြစ်ပြီးတော့ကူးကွယ်လာတဲ့သူဖြစ်တယ်။စေဖို့တပူးဆိုတာကကျွန်တော်တို့အပိုင်မဟုတ်ဘူး၊ကြိုက်လို့ရတဲ့အရာမဟုတ်ဘူး၊ထီလို့ရမဟုတ်ဘူး။ဒါဘုရားသခင်ပိုင်တဲ့အရာဖြစ်တယ်။ဘုရားသခင်ကိုပြန်ပေးရမယ့်အရာဖြစ်တယ်။ဘုရားသခင်ဥစ္စာဖြစ်တယ်။မပေးခြင်းစိတ်မရှိရဘူး။ပေးကိုပေးရတဲ့အရာဖြစ်တယ်။ကျွန်တော်တို့စေဖို့တပူးပေးတာလားအလုံငွေပေးတာလားပေးတယ်ဆိုရင်ကောင်းချီးပြန်ရတယ်မပေးဘူးဆိုရင်ဘုရားသခင်ကိုပြစ်မှားတယ်လို့ပြောတဲ့တော့ကြောင့်ဖြစ်တယ်။တမန်တစ်ထဲမှာစိတ်နှလုံးထဲမှာရှိတဲ့အတိုင်းပေးရမယ်။ဟုတ်တယ်စိတ်နှလုံးထဲမှာရှိစေရမယ့်အရာကဘာလဲဆိုရင်နှမြောက်စိတ်မဟုတ်ဘဲနဲ့ပေးချင်တဲ့စိတ်ဖြစ်တယ်။ဟာလေလုယာ။အဲဒါကြောင့်ကိုယ်စိတ်ကိုကပဲထိန်းနိုင်တယ်ဒါပေးချင်စိတ်ရှိအောင်မိမိကိုယ်စိတ်ကို听听上下铺录的，录的不要有啥个录也呀没咯，所以咯马来西亚看起东啊看个新嘛标差的，录来个不要有啥个录家的，多来录家的，清来录的，事情有啥来录的，怎么清来录的，就那路也在宣传的，不要的看到，白打的，比马苏因。တူတော်လေတင်းတို့ဒီငါဥစ္စာကိုလူယူကြပြီဆိုပြီးတော့လူတွေကငါတို့ကဘုရားသခင်ရဲ့ဥစ္စာကိုဘယ်လိုလူယူတဲ့နည်းလို့မဲတဲ့အခါမှာတဲ့ကျွန်တော်တို့ဒီအဘယ်သို့လူယူပါတဲ့နည်းဟုတင်းတို့မဲလင်းစေဖို့တဖို့ကိုလည်းကောင်းပူဇော်တကားကိုလည်းကောင်းလူယူကြပြီတဲ့စေဖို့တဖို့မပဲပဲနဲ့နေချင်းပူဇော်တကားအလုံးငွေမပဲပဲနဲ့နေချင်းလက်တဆုပ်စာမပဲပဲနေချင်းဦးတီတော်အတီးများကိုမပဲပဲနေချင်းများသည်ဖရာသခင်ကိုလူယူချင်းအတင်းတော်ကိုမပဲတာမဟုတ်ဘူးအတင်းအုပ်ဆရာကိုမယုံကြည်တာမဟုတ်ဘူးမလဲစားတာမဟုတ်ဘူးဖရာသခင်ကိုမပဲတာဖြစ်တယ်ဖရာသခင်ကိုမလဲစားတာဖြစ်တယ်ဖရာသခင်ကိုမယုံကြည်တာဖြစ်တဲ့တော့ကြောင့်ဒါဟာအမင်္ဂလာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ကိုတကယ်ယုံကြည်တော်သူဖြစ်တယ်ဆိုရင်မိမိမှာရှိတဲ့ဥစ္စာများအပြင်ဘုရားသခင်ကိုပြန်လည်ပြီးတော့ဝတ်ပြုရတယ်ပူဇော်တကားယူဆောင်လာပြီးတော့ဘုရားသခင်ကိုဝတ်ပြုရတယ်ဒီတို့ဒီကျင့်ချင်းအမင်္ဂလာကိုခံရကြ၏အကြောင်းမူကားပိတုပိသားအပေါင်းတို့သည်ငါဥစ္စာကိုလူယူကြပြီအခန်းငယ်ကိုအားလုံးတူဖတ်မယ်ဒီတို့ဒီကျင့်ချင်းအမင်္ဂလာကိုခံရကြ၏အကြောင်းမူကားပိတုပိသားအပေါင်းတို့သည်ငါဥစ္စာကိုလူယူကြပြီဆိုတော့ဒါကျင့်ချင်းအမင်္ဂလာခံရကြပြီဘာဖြစ်လဲဆိုတော့ပိတုပိသားများကဣသရေလလူမျိုးများကဖျားသခင်ရဲ့ဥစ္စာကိုလူယူကြလို့လုတ်ချင်တာလုတ်တာလဲဖြစ်ချင်တာဖြစ်ဆိုတဲ့တဘောလဲဘုရားသခင်ကိုလူယူခြင်းတစ်မျိုးဖြစ်တဲ့အတွက်ကြောင့်ဒါဟာမကောင်းဘူးဆေဘူးတဖူးထဲမှာကုခုနော်ဆေဘူးတဖူးထဲမှာ30ထဲမှာကုခုတော့မပဲနိုင်ဘူးဆိုရင်တော့ဘုရားသခင်ခွင့်လွှတ်မှုမထင်နဲ့30ထဲမှာ9ခုကျွန်တော်တို့မပေးနိုင်ဘူးဆိုရင်ဘုရားသခင်ခွင့်လွှတ်မယ်ထင်တယ်30ထဲမှာတစ်ခုမပေးနိုင်တာဘုရားသခင်ဥစ္စာလူယူခြင်းတဲ့ဖြစ်တယ်ဒါဟာကြောက်စရာကောင်းတယ်30ထဲမှာတစ်ခုမပေးနိုင်ခြင်းကတင့်မိသားစုတင့်လုပ်ငန်းတင့်ဘဝမှာအမင်္ဂလာတည်ရောက်စေသည်စေဖို့တပူးဆိုတာကျွန်တော်တို့ထည့်ရမယ့်ဥစ္စာမဟုတ်ဘူးဒါဟာသခင်ယေရှုနဲ့တိုက်ရိုက်ဆိုင်တဲ့အရာဖြစ်တယ်အလွန်ငွေဆိုရင်ကျွန်တော်တို့
ဘယ်လောက်ပဲမလဲဆုံးဖြတ်ချက်ချလို့ရတယ်စေဖို့တဖို့ကဘယ်လောက်ပဲမလဲဆိုတာဆုံးဖြတ်ချက်ကျွန်တော်တို့ကချလို့မရဘူးဘုရားသခင်ကချပြီးသားဆုံးဖြတ်ချက်ချပေးပြီးသားဖြစ်တယ်ဘယ်လောက်ပေးရမလဲ30ထဲမှာတစ်ခုတင်းတရားရရင်10တင်းပေးရမယ်ဟာလေလုယာကျွန်တော်တို့ထဲမှာတင်းတရားရပြီးတော့10ဖို့တဖို့10တင်းပေးနေတဲ့သူရှိဘုရားကောင်းစီပေးပါစေကျွန်တော်တို့မိသားစုကောင်းချီးတတင်းရရင်လေတတောင်းလဲကိုပေးတဲ့မိသားစုဖြစ်တဲ့အတွက်ကြောင့်ဘယ်မိသားစုကိုမှကျွန်တော်တို့ကမမက်ဘူးကျွန်တော်တို့မိသားစုကိုဘုရားသခင်ကဂရုစိုက်တယ်ကျွန်တော်တို့မကြိုက်တဲ့ဖြစ်စီများငါတို့မကြိုက်တဲ့အခါမှာဘုရားသခင်ကိုပဲပြန်ပေးတဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ကိုပြန်လဲပြီးတော့တာဝန်ယူတယ်ဥပမာတင်း300နဲ့ကျွန်တော်အင်းဆောက်ဖို့စီမံကိန်းဆွဲတဲ့အခါမှာတင်း300ရဲ့10ဖို့တဖို့ကတင်း30အဲ့30ပေးလိုက်ပြီးဆိုရင်တင်း30ဟာသွားတယ်အဲ့ဒါမှတော်တော်လေးဒုက္ခရောက်မှာလူတွေကကြောက်တယ်ပိုက်ဆံမလောက်တော့ဘူးလေတဲ့ဟုတ်တယ်မလောက်ရင်လည်းမလောက်တယ်လို့ဖြစ်ရှင်းပေါ့ဘုရားသခင်ရဲ့ပိုက်ဆံကိုတော့ခူးပြီးတော့ကိုအိမ်မဆောက်ချဘူးမေတ္တာရက်ခံချင်ပါတယ်အာမင်္ဂလာ၏အရင်အမိဒီကျွန်တော်တို့ဤဆေဖို့တဖို့၌တစ္ဆာမရှိခြင်းဘုရားဥစ္စာလူယူခြင်းဖြစ်တယ်ကျွန်တော်တို့မိသားစုဘဝမှာမိမိရဲ့ဘဝမှာဒီအသက်တာမှာအာမင်္ဂလာအရင်အမိဒုက္ခပေါင်းစုံရဲ့အရင်အမိကဆေဖို့တဖို့၌တစ္ဆာမရှိဘဲနဲ့ကြိုက်တယ်လို့တုံးဆွဲခြင်းဖြစ်တယ်မမျော်လင့်ဘဲနဲ့မပြတ်တင်တဲ့ဖြစ်စီပြတ်လိုက်တယ်မမျော်လင့်ဘဲနဲ့မကြုံတင်တဲ့ပြတ်တာကြုံလိုက်တယ်ဘုရားသခင်ကွယ်ကာမဆချင်းဆိုတာတိတာထင်ရှားအောင်မခံစားရလောက်အောင်ပဝန်းချင်ကဆေဖို့တဖို့မပဲချင်းကြောင့်ဖြစ်တတ်တယ်ဒါကြောင့်ဆေဖို့တဖို့ပဲတယ်ဆိုရင်မတိတဲ့အချိန်တိတဲ့အချိန်၌ဘုရားသခင်ကဂရုစိုက်ပဲခြင်းကိုခံစားမှာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့မမျှော်လင့်တဲ့အရာဒီဒုက္ခရောက်မှာပဲလို့ထင်တဲ့အားလည်းမရောက်ပြန်ဘူးဒုက္ခမရောက်ဘူးလို့ထင်တဲ့ချိန်မှာရောက်တတ်တယ်ဘာဖြစ်လဲစေဖို့တဖို့မပဲလို့ဒုက္ခရောက်မှာပဲလို့ဒါပေမဲ့ဘုရားသခင်ကလွတ်မြောက်ခြင်းပဲတယ်ဘာဖြစ်လဲစေဖို့တဖို့တိုင်းသစ္စာရှိလို့ဒါကျွန်တော်မိသားစုကျွန်တော်တို့ဤအသက်တာနဲ့အထင်ရှားစွာပေါ်ပြလို့ရတယ်ကျက်စာထဲမှာလည်းပေါင်းများစွာရှိတယ်ဆိုတော့ကျွန်တော်တို့နားလည်စေချင်တာကစေဖို့တဖို့ဟာအတင်းတော်ကိုကျွန်တော်တို့ပေးတယ်ဆိုတာကအတင်းတော်ဒီဖရာသခင်ယေရှုရဲ့သူတို့သမီးဖြစ်တဲ့အတွက်ကြောင့်အမတားမှပေးရမယ်နေရမှန်ဖြစ်တယ်အလိုငွေခမည်းမပေးဘဲနဲ့နေရတယ်ဒါပေမဲ့စေဖို့တဖို့တော့မပေးလို့မရဘူးပေးကိုပေးရမယ်ဥစ္စာဖြစ်တယ်ချင်းအာမင်္ဂလာဆိုတာအမတားမှကြောက်ရှာကောင်းလာပါသည်ဘာအာမင်္ဂလာမဆိုဘာချင်းမဆိုနှစ်သက်ဖွယ်မကောင်းကြဘူးချစ်စရာမကောင်းကြဘူးဒါပေမဲ့ချင်းအာမင်္ဂလာဟာအမတားမှကြောက်ရှာကောင်းတယ်ဣသရေလလူမျိုးများဒီဘုရားသခင်ချင်းအာမင်္ဂလာခံခဲ့ကြတယ်အကြောင်းရင်းဒီဘုရားသခင်ရဲ့ဘိမာန်တော်ဘုရားကျောင်းကိုလစ်လို့ရှုကြလို့ပြီးအောင်မဆောက်ကြလို့နံပါတ်1စေဘူးတဘူးမပေးကြလို့ဘုရားသခင်ကသူတို့ကိုလူယူတော်သူအာမင်္ဂလာခံကြသည်ဆိုပြီးတော့ကျမ်းစာကဖော်ပြသည်မခံစားချင်ဘူးဆိုရင်ဘုရားဥစ္စာလူယူခြင်းကိုရှောင်ရှိပါကျွန်တော်တို့ရှောင်ရှိရမယ့်ဥစ္စာကခမရအရက်တောက်တာရှောင်ကြည့်တယ်ရုပ်ရှင်ကြည့်တာရှောင်ကြည့်တယ်ကိုယ်စားတာတွေမိုးရီစီဝါတုံးတာတွေလောကပျော်ရှာကောင်းတဲ့အရာတွေဒုစရိုက်အကုန်လုံးခမရရှောင်ကြည့်နိုင်တယ်ဖြောက်မလိုက်တာဒါပေမဲ့ဆရာဘုရားမပေးဘူးခမရဒုစရိုက်ရှောင်ကြည့်တယ်ဆိုတာကမိမိအတွက်မိမိရဲ့ကိုယ်ခန္ဓာမိမိရဲ့ဝိညာဉ်စိတ်အတွက်စေဖို့တဖို့ခမရမပေးဘဲနေတယ်ဆိုတာကဒိုင်ရိုက်သခင်ယေရှုကိုဖယားသခင်ကိုခမရခိုးယူတဲ့အတွက်ကြောင့်အမတာမအာမင်္ဂလာတယောက်စေတဲ့အရာဖြစ်တယ်ဤလောက၌ခမရဘယ်လောက်ပဲဖြောမနေပါစေလူတကာတဲ့ခမရဘယ်လောက်ပဲလုံနိုင်ပါစေစေဖို့တဖို့မပေးဘူးဆိုရင်အဲ့ဒီတန်က
ကျန်တဲ့အရာတွေအားလုံးခမရဲ့ကောင်းမှုအရာအားလုံးကိုလွှမ်းမိုးပြီးတော့ဖုံးလွှမ်းပြီးတော့ခမကောင်းတဲ့အကွက်တွေကိုမထင်ရှားတော့ဘဲနဲ့ဆယ်ဘူးတဘူးခိုးတဲ့လူဆိုပြီးတော့ခမကအမင်္ဂလာခံရမှာဖြစ်တယ်။ဒါကြောင့်ခမကျန်တဲ့နေရာမှာကောင်းတယ်လို့ဆယ်ဘူးတဘူးပဲတဲ့နေရာမှာလည်းသစ္စာရှိပါခမရဲ့လုပ်ငန်းရှင်တွေပေါ်မှာသစ္စာရှိတယ်လို့ခမရဲ့မိသားစုခမရဲ့တုံငယ်ချင်းခမရဲ့မိတ်ဆွေများပေါ်မှာလုပ်ငန်းပေါ်မှာတို့ကောင်ခမသစ္စာရှိတယ်လို့သစ္စာရှိသစ္စာမဲ့တော်သူလို့လူတွေကပြောရမှာကိုခမမလူလားတယ်လို့သစ္စာဆောင်ထင်းပြီးတော့ခမအသက်ရှင်တန်တယ်လို့ဖယားသခင်၌စေဖို့တဖို့အဖြစ်သစ္စာရှိပါဟာလေလုယာဒီလောကကြီးကိုခမသစ္စာရှိတာတဲ့ဖယားသခင်ကိုခမကသစ္စာရှိတာကတာရွယ်မြတ်သည်ဟာလေလုယာအာမင်ဟာလေလုယာဒါကြောင့်ရက်တထောင်ထက်တဲ့နော်ပြမန်တော်၌တရက်တာရီတာရွယ်ကောင်းသည်တဲ့အဲ့လိုဆိုရင်လောက၌လူတကာပေါ်မှာသစ္စာရှိခြင်းတဲ့ဖယားသခင်တယောက်ပေါ်၌စေဖို့တဖို့အဖြစ်သစ္စာရှိခြင်းသည်တာရွယ်မြတ်သည်ဟာလေလုယာစေဖို့တဖို့၌သစ္စာရှိတော်သူတွေဘုရားကောင်းချီးပေးပါစေအဲ့ဒီမိသားစုများအတွက်ကျွန်တော်လက်ခုပ်တီးပေးပြီးတော့ချီးမွမ်းကြရအောင်ကျန်တဲ့နေရာမှာခမသစ္စာရှိမနေပါနဲ့ရည်တည်တဲ့နေရာမှာသစ္စာရှိတယ်ဘုရားကြောင်းတဲ့နေရာမှာသစ္စာရှိတယ် music တီးရမယ့်နေရာမှာသစ္စာရှိတယ်ထမင်းချက်ရမယ့်နေရာမှာသစ္စာရှိတယ်ယုံတေးရမယ့်နေရာမှာသစ္စာရှိတယ်ကောင်းတယ်အလုံးကောင်းပါတယ်ဒါပေမဲ့စေဖို့တဖို့မှာသစ္စာမရှိဘူးဆိုရင်ခမရဲ့ဟူသစ္စာရှိခြင်းအလုံးကအချင်းဤတသက်ဖြစ်တယ်ဘုရားသခင်လက်မခံဘူးအူတီတော်အတီးများယူဆောင်လာခြင်း၌သစ္စာရှိပါအူတီတော်အတီးများယူလာတဲ့မိသားစုများဘုရားသခင်ကောင်းချီးပေးပါစေဒါကြောင့်ကျွန်တော်တို့မိသားစုမှာရှိတဲ့အူတီတော်အတီးများလက်တဆုပ်ဆမ်းများစေဖို့တဖို့များအလုံးငွေကျွန်တော်တို့များပဲလေဘုရားသခင်ကအကျွေးမတင်တဲ့ဘုရားသခင်ဖြစ်တယ်ဟာလေလုယာဟာလေလုယာတင်းကိုဘုရားသခင်ကောင်းကြီးပေးတယ်အဲ့ဒီကောင်းကြီးနဲ့ဘုရားသခင်အတွက်လိုအပ်တဲ့နေရာမှာပြန်လဲပါဝင်ရင်ဘုရားသခင်ကအကျွေးမတင်တဲ့ဘုရားသခင်ဖြစ်တဲ့အတွက်ကြောင့်တင်းကိုမဆလိမ့်မည်စပေါ်များစွာကောင်းကြီးပေးမယ်ဟာလေလုယာဟာလေလုယာကျွန်တော်ကချမ်းသာကြွယ်ဝတရားဟောဆရာမဟုတ်ဘူးနော်prosperity gospel preacher ကျွန်တော်မဟုတ်ပါဘူးဒါပေမဲ့ခမရတို့ကိုချမ်းသာစေခြင်းလို့ကြွယ်ဝစေခြင်းလို့ကျွန်တော်ကိုပေးပါလို့ကျွန်တော်မဟုတ်ဘူးဖယားသခင်ကိုပေးကြပါများပေးရင်ခမရပဲတော့ခမှလုံတာရမှာမဟုတ်ဘူးမယုံကြည်တော့သူများတော်မှသူတပားကိုပေးကမ်းလှူဒန်းကြတယ်ပေးကမ်းလှူဒန်းခြင်း၌သူတို့မှာယုံကြည်မှုရှိတယ်သူတို့ရဲ့ပရာဟိတလုပ်ငန်း၌သူတို့မှာယုံကြည်မှုရှိတယ်သူတို့ရဲ့ကောင်းမှုကုသိုလ်၌သူတို့မှာယုံကြည်မှုရှိတယ်ယုံကြည်မှုတခုမှမရှိဘဲလူတွေကဘာအလုံးမှမလုပ်ဘူးကျွန်တော်တို့လည်းယုံကြည်မှုရှိတယ်ဆေဖို့တဖို့နဲ့သစ္စာရှိတော်သူများသည်ဖယားသခင်ဥစ္စာ၌သစ္စာရှိတော်သူများလည်းဖြစ်သည်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့သစ္စာရှိကြရအောင်ဆေဖို့တဖို့ကျွန်တော်တို့အလုံးငွေကျွန်တော်တို့လက်တဆုပ်ဆန်းကျွန်တော်တို့ကျွန်တော်တို့ဂျေဇုတော်ခွက်ဖလားဆိုပါစို့တခုစုပူးတွေထားကြတယ်စုပူးတွေအဲ့ဒီကျွန်တော်တို့ထားတဲ့အရာတွေကျွန်တော်တို့သစ္စာရှိလွတ်ဆောင်ကြရအောင်ခမညာအတင်းတော်ကိုယုံရှာမလို့ဘူးဘုရားသခင်ကိုယုံပါတင်းဥစ္စာကိုခမညာယူတယ်လဲနဲ့ရှာမလို့ဘူးဘုရားသခင်ကိုယူတယ်လဲနဲ့ပါဘုရားသခင်ကိုကြောက်ရွံ့ပါဘုရားသခင်ကိုကြောက်ရွံ့တဲ့အနေနဲ့ကျွန်တော်တို့ကဆေဖို့တဖို့ဒီအလုံးငွေဒီဘာမစုအတင်းတော်ကိုယူဆောင်လာရမှာဖြစ်တယ်အာဗြဟံကမလခိဇဒက်ကိုသူ့မှာရှိသမျှထဲ၌ဆေဖို့တဖို့ကိုပေးခဲ့တယ်လို့ကျွန်တော်တို့ကလည်းဖျားเจ้า၌အတင်းတော်၌ကျွန်တော်တို့မှာရှိတဲ့အရာတွေကိုယူဆောင်လာရမှာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအတင်းတော်ဒီကျွန်တော်တို့ယူဆောင်လာရတဲ့ဥစ္စာများအားဖြင့်ရက်တည်ရမှာဖြစ်တယ်